ဆောင်မှုဇက်ကိုဝေဖန်မှာပတ်ဆိုင်ရမယ်ဆိုရင်ထမင်းကျွလိုက်ရတယ်လို့ပဲတန်ပါတယ်လို့ပြောပြလာတဲ့ဂျာကြီးကျော်စီရပြိသက်ကြီးရင်အောင်ဆောင်မှုကိုဂျာကြီးကတော့မင်းသားလေးအောင်ဆောင်မှုကိုအတော်လေးချစ်ခင်တာပါအခုလေအောင်ဆောင်မှုနဲ့ပတ်သက်ပြီးတော့ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုချပြလိုက်တာလည်းဖြစ်ပါတယ်မင်းသားအောင်ဆောင်မှုဟာအနေအေးပြီးတော့မိသားစုတွေရဲ့ပေါ်မှာယူသေးလေးစားတယ်ချစ်တဲ့သူတွေကတော့အောင်ဆောင်မှုကိုချစ်ကြတယ်အောင်ဆောင်မှုကိုအသုံးချပြီးဝင်ငွေရသွားကြတဲ့သူတွေလည်းရှိတယ်အဲ့ဒီလိုအသုံးချနေတဲ့သူတွေကိုဝေဖန်မှာပတ်ဆိုင်ရမယ်ဆိုရင်ရကြပါစေအလူအတန်းလို့သူလိုပဲကျွလိုက်ပါတယ်လို့ပြောပြလာခဲ့ရတဲ့တွေ့ရှိရပါတယ်အောင်ဆောင်မှုတွေမဟုတ်ဘူးယာယီကပါပညာသားပပနဲ့စကားပြောတတ်သူမလို့ဟုတ်နေတဲ့သူတွေကတော့အထိနာမှာပဲနော်အောင်ဆောင်မှုအနေနဲ့ဇက်သမင်မှာအကောင်းဆုံးစူးစမ်းပြီးတော့အခုဇက်သမင်ရသည့်နားနေတာတောင်မှရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူဖို့လုံးပန်းနေတာလည်းဖြစ်ပါတယ်ဒီတော့ပြိသက်ကြီးရဲ့မင်းသားအောင်ဆောင်မှုကိုဂလိမ့်တဲ့သူတွေကတော့အခုလိုပညာသားပပနဲ့ပြောလိုက်တဲ့ဂျာကြီးကျော်စရာကတော့တကယ်မိုက်တယ်နော်ပြိသက်ကြီးရဲ့အမည်လေးကိုလည်းခုံးမရေးသွားပြခဲ့ကြပါအောင်ရှင်ခရက်ပေါင်တောင်းထားနေတဲ့တနစ်ပတ်လုံးဇက်သမင်ရသည်ကြီးပြီးဆုံးသွားပြီမလို့နောက်နေ့အတွက်အစီအစဉ်ကောင်းအသက်တွေနဲ့ပြန်လာအောင်မလို့ချစ်တဲ့ပြိသက်ကြီးအနေနဲ့အောင်ဆောင်မှုကိုစောင့်ကြည့်ပေးကြပါအောင်ရှင်အရင်ဆိုတော်တွေကအတန်ပါဝါကောင်းနေလို့ချီးကျူးခံနေရတဲ့အောင်ဆောင်မှုအနုပညာလောကမှာမကြာခဏကြားလေးရှိရတဲ့စကားတစ်ခုရှိပါတယ်အဲ့ဒါကတော့တရုတ်ဆောင်တွေစမင်းသားတွေတချီးဆိုရင် professional ဆိုတော့စစ်တွေလောက်ဘယ်တော့မှမကောင်းနေဘူးဆိုတော့အယူဆပါပဲဒါပေမဲ့အခုချိန်မှာတော့အဲ့ဒီလိုမျိုးတမန်ရိုးကျတွေးခေါ်မှုတွေကိုလုံးဝပြောင်းပြန်လန့်ပစ်လိုက်တဲ့ကြက်ပွေးတစ်ပွင့်ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်သူကတော့ဇက်ခုံပေါ်မှာခါပြဖြောပြရန်တွေမကပဲမိုက်ခရိုဖုန်းကင်လိုက်ရင်လည်းတကွင်းလုံးကိုဟိန်းထွက်သွားစေလောက်တဲ့အတန်ပါဝါကိုပိုင်ဆိုင်ထားတဲ့စက်မင်းသားလေးအောင်စမှုပဲဖြစ်ပါတယ်ဒီရက်ပိုင်းလူမှုကွန်ရက်ပေါ်မှာအောင်စမှုရဲ့တချင်းစုံနေတဲ့ဗီဒီယိုဖိုင်တွေကအတော်လေးကိုဟိုးလေးကြော်ဖြစ်နေတာလည်းဖြစ်ပါတယ်တာမန်အားဖြင့်စက်မင်းသားတွေဆိုရင်အတန်ချိုချိုအေးအေးလေးတွေမြန်မာတန်စင်တွေကိုပဲပို့ပြီးတော့ပိုင်ပိုင်နိုင်နိုင်ဆိုလေးရှိပါတယ်ဒါပေမဲ့အောင်စမှုကတော့တကယ်ကိုကွဲထွက်နေပါတယ်သူရဲ့အတန်ပါဝါနဲ့အတန်ထွက်ကမြမဂီတာလောကရောအစောတော်ကြီးဇော်ဝင်းတို့အတန်အားကောင်းလုံးနဲ့ဝိုင်းရင်ဆိုတော်ကြီးတာတီးလူနဲ့လူငယ်တွေရဲ့အသက်ဆွဲဝေလာတို့လိုထိတ်တန်ဆိုတော်တွေရဲ့အတန်ထားမျိုးနဲ့တော့နိုင်ရှိနိုင်စွမ်းရှိနေပါတယ်အထူးသဖြင့်တာတီးလူရဲ့ရန်သူတော်6ပါလိုမျိုးအတန်အရန်ယူရတဲ့တခြင်းတွေကိုဆိုတဲ့အခါမူရင်းဆိုတော်တွေထက်ကြောင်းပို့ပြီးတော့အသက်ဝင်နေသလားအတန်ပါရမီပိုကောင်းနေသလားလို့ပရိသတ်တွေကတခန့်နဲ့ချီးကျူးနေကြတာလည်းဖြစ်ပါတယ်တခြင်းတစ်ပုဒ်ကိုဆိုတဲ့အခါလေယူလေသိန်းဒါမကပဲခန်းစားချက်တွေကိုအပြည့်အဝထည့်သွင်းတည်ဆိုနိုင်စွမ်းကသူ့ရဲ့အကြီးမားဆုံးလိုအပ်ချက်တစ်ခုလို့ပြောရမှာပဲဖြစ်ပါတယ်အောင်ဆောင်မှုကိုဒီလောက်ထိယူမှုအားပေးကြတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့သူ့ရဲ့ဆက်ဆောင်မှုရှိလုံးနဲ့ရုပ်ရည်အသွင်ပြင်ကြောက်ပါဖြိုခွင်းနှူးနေတဲ့အသားရည်တမ်းပြန့်တဲ့မျက်နှာပေါက်တွေကြောင့်ကိုရီးယားဆက်လန်တွေထဲကမင်းသားတစ်ပါးအပြင်ကိုရောက်လာသလိုမျိုးအပြစ်ပြောစရာမရှိလောက်အောင်ကောင်းလွန်နေတယ်လို့သိရှိရပါတယ်